ဒီဇလန်လေးကတော့ Harkania ဟာကေနီးယားလို့ခေါ်တဲ့တဘာဝတရားနဲ့အညီအေးချမ်းချမ်းနေထိုင်ကြတဲ့နယ်မြေတစ်ခုကနေစတင်ထားတာပါဒါပေမဲ့ဒီအေးချမ်းမှုတွေဟာရက်ဆက်ကြမ်းကြုတ်တဲ့ Anzit ဆိုတဲ့ဘရင်အာဏာရလာတဲ့အခါမှာတော့အဆုံးသတ်သွားခဲ့ရပါတယ်သူမဟာတောအုပ်မြေပုံကိုကင်ဆောင်ပြီးရောက်ခဲ့သမျှနေရာတွေကိုမှတ်သားထားတတ်ပါတယ်တနေ့မှာတော့ရေကန်တစ်ခုနားကတစ်တောနတ်ဖျားမှရုပ်ထုမှာဆူတောင်းရင်းရေချိုးနေတော့အမဲလိုက်သမားတွေလိုက်လံပစ်ခတ်နေတဲ့တရဝါလေးတွေကိုတွေ့လိုက်ရပါတယ်ဆိုနီယာဟာပုံနေခဲ့ပေမဲ့အမဲလိုက်သမားတွေထွက်သွားတဲ့အခါမှာတော့အဲ့ဒီတရဝါလေးတွေဟာသူတို့ရဲ့ချိုးတွေဖျက်ခံရပြီးတေဆုံးနေတာကိုစိတ်မကောင်းစွာတွေ့လိုက်ရတာပေါ့နှစ်အတော်ကြာပြီးနောက်မှာတော့အရွယ်ရောက်လာတဲ့ဆိုနီယာဟာသူ့ရဲ့မျိုးနွယ်စုဝင်ရှင်တန်ကြံရစ်သူတွေကိုလိုက်လံရှာဖွေရင်းခီးနေခဲ့တာပါတနေ့မှာတော့အန်စစ်ရဲ့စစ်တပ်ဟာဆောင်းရဆိုနီယာဆိုတဲ့မိန်းကလေးရှိရာရွာကိုဝင်ရောက်စီးနင်းပြီးတရွာလုံးကိုတပ်ဖြတ်ဖျက်ဆီးပစ်ခဲ့ပါတယ်ဆိုနီယာဟာကြံရစ်သူမျိုးနွယ်စုကိုကျဲထုတ်ဖို့ကြိုးစားရင်း She calls them out for their cruelty before quickly stabbing them both to death. Then she tries to open the cage, but she's stopped by Anisha putting a sword to her neck. Sonia pushes the sword away and steps back. ရန်သူဘက်ကသူကိုတွေ့သွားခဲ့ပါတယ်သူတို့နှစ်ဦးတိုက်ခိုက်ရင်းရန်သူစခန်းထဲရောက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာ Dragon ဟာလက်ခုပ်တီးပြီးကြည်နေခဲ့ပါတယ် Dragon ကသူ့ကိုငယ်စဉ်ကစော်ကားခဲ့မှုတဲ့လူတစ်ယောက်ကိုတက်ခိုင်းလိုက်တဲ့အပြင်ဆိုနီယာကိုလည်းဖမ်းဆီးပြီးခေါ်သွားခဲ့ပါတယ်ဆိုနီလာဟာနိုးလာပြီးသူမကိုကျိုးနဲ့ချီထားပြီးသူမကိုဓာတ်နဲ့ထိုးပြီးနှိပ်စက်နေခဲ့ပါတယ်ဆိုနီယာဟာရုန်းကန်ပြီးအဆောက်တစ်ယောက်ကိုလမ်းဆွဲခဲ့ပေမဲ့တားဆီးခံခဲ့ရပါတယ်သူမအားရင်ကုန်ခန်းပြီးပင်ပန်းစွာငြိမ်နေလိုက်ရပါတော့တယ်ဖမ်းဆီးခံထားရစဉ်မှာသူမရဲ့ရွာကိုဖျက်ဆီးခံရပြီးမိခင်ဖြစ်သူအသက်ခံခဲ့ရတဲ့အတိတ်ကအိမ်မက်ဆိုးတွေကိုပြန်မြင်နေခဲ့ရပါတယ်ဆိုနီယာဟာကျွန်အဖြစ်ဖမ်းဆီးခံရပြီးမြို့တော်ကိုခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်Icarus Dragon ဆိုသူရောက်ရှိလာပြီးလျှို့ဝှက်စာအုပ် Book of Secrets ရဲ့ကြန့်ရှိနေတဲ့တဝက်ကိုရှာဖွေနေတာပါသူဟာနတ်ဖျားတွေကိုမယုံကြည်ဘဲသိပ္ပံနဲ့အသိပညာကိုပဲယုံကြည်သူတစ်ယောက်ပါ